အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Microsoft Word မှာပဲဖြစ်ပါတယ်ဒါလေးကိုဖြောက်လိုက်ပါမယ်ဖြောက်ပြရတာမလိုပါဘူးဒါတော့ကျွန်တော်ရဲ့ skin လေးပေါ့ဘို့ဆိုင်ရောကျွန်တော်ဟောလောက်အောင်မယ်ဗျကျွန်တော်ဒါလေးရှိပါတယ်ဒါတော့နောက်ဝေးကြမှာကျွန်တော် join ရမှာပေါ့ဒီမှာတော့ mod တွေပါဒီပွဲလေးစားလိုက်ရအောင်Minecraft ကပြင်းမှုကောင်းလာပြီMinecraft မစောတာကြတော့တော်တော်ပြင်းမှုကောင်းလာပါတယ်ဘာလို့ဘလောက်ပြင်းမှုကောင်းလာလဲဆိုရင်တော့ကျွန်တော်မစောခြင်းနဲ့ထိပါဖြစ်လာတယ်ဒါပေမဲ့ဗီဒီယိုတင်ရမှာဆိုတော့ကျွန်တော်မစောခြင်းလည်းမရပါဘူးနောက်ဆုံးတော့ဘာရှင်းကျွန်တော်ဘာလို့ down လိုက်တာဆိုရင်တော့ကျွန်တော်နောက်ဆုံးပေါ်ဘာရှင်းပေါ့ကျွန်တော်စောခြင်းလို့ပါကျွန်တော်က1 point ဘယ်လောက်လဲမသိဘူးအဲ့ဒါစော့ပြီးတော့မှကျွန်တော်ကြည့်2 point ဘာဘူး26 point 1 or 73ကျွန်တော်မပြောတတ်တော့ပါဘူးပြောဦးမပြောတတ်တာကျွန်တော်ဒီပွဲရတော့စပါပြီအင်းစောပါမယ်ဒီလိုကျွန်တော် episode 1လို့ပဲတင်ထားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကို episode 1နဲ့ထားပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်အိတ်ဆောက်ရမှာပါကြည့်လိုက်ပါကျွန်တော်တို့ဒီတက်တက်ခုတ်ပေါ်ကျွန်တော်ခက်တင်းစီပဲလုပ်လို့ရပါပြီဒီဘောဥစားအရင်တူပါမယ်โอเคတတူပြီးရင်ဒါလေးကိုပြန်တူလိုက်ရုံပါပဲကျွန်တော်ရုပ်စာတစ်လုံးလုပ်ပြီးရင်ကျွန်တော်ခက်တင်းစီပဲလုပ်ပါပြီခက်တင်းစီဒီတော့เนี่ยဒီမှာဒါရဲ့ပိတ်ကပ်အဲ့လိုကျွန်တော်ပစိန်မလုပ်တာလဲဆိုရင်တော့ပစိန်ကအတုံးဝင်တော့ပါဘူးအဲ့လိုနောက်ပိုင်းကျတော့မှခက်တင်းစီပဲတော့ဆောက်တာချင်းအကောင်တက်ရပါမယ်ပြားနေနော်ကျွန်တော်ပြားကိုတော့မနိုင်ပါဘူးဘာလို့လဲဆိုတော့ပြားတွေကိုကျွန်တော်ဟိုတနေ့ကချတာတန့်လျှော်သွားပါတယ်အဲကြောင့်ကျွန်တော်ဒီသွားလို့ပါပြန်ပြီးစပူးပြန်ပြီးဆိုးလိုက်ရပါတယ်အနောက်ပြန်မှာဆိုရင်တော့ကျွန်တော်လေးမော့ထဲဆောက်ပါပဲဟောလိုက်တာသူ့ရဲ့ပဲဗျကျွန်တော်ကလိုင်းထစ်တတ်ပါတယ်ဒီခါတလေကြရင်မို့အဲ့တော့ဒီမှာမိုင်းကြီးအကြီးပဲဗျကျွန်တော်ကဒီအိမ်ဆောက်မှာဆိုတော့မလုပ်တော့ပါဘူးလေကျွန်တော်ကဒီအောက်ကိုလည်းတွားချင်တယ်ဒီတော့ကျွန်တော်ဒိုင်းမွန်9တုံးတွေ့တာပေါ့ဒိုင်းမွန်9တုံးကောက်ရတာကျွန်တော်ဘယ်ပတ်ပြေးလာလဲဆိုရင်တော့ဘယ်မှမပြေးပါဘူးကျွန်တော်ဒီမှာရှောက်ပတ်သွားတာလည်းမဟုတ်ပါဘူးဆိုတော့သွားစီရနေရအဖြစ်ရှိပါလေအဲ့ဒါတော့ဒီရှိတက်တယ်လေးကိုဆက်သွားပါအိမ်လို့ကိုနေရာကောင်းကောင်းလေးပေါ့ဒီမှာလည်းအကောင်းကြီးတွင်းလိုက်တာတို့အဲ့လိုမျိုးကမှာအဲ့လိုမျိုးပိုင်းဓာတ်မိတ်တွေ့လာလိုင်းချက်သွားလိုက်ကျွန်တော်လေးအကောင်းလေးကိုလိုက်တယ်ကျင်းနေရပြီဗျMinecraftကမမောက်တော့တယ်မမရဲ့မောင်လေးရောက်သွားတယ်ဒါဘလို့ကြီးတော့တွေ့လားဖုန်းကဘလို့လက်သွားဖုန်းလက်သွားတွေ့လားကျွန်တော်ကိုသွားဒီဘက်မှာနှင်းတော်ရှိဟောလာတော့မသိဟုတ်တယ်အဲ့ဘက်မှာပဲအိမ်ဆောက်ပါမယ်ကျွန်တော်ရဲ့အိမ်ဆောက်စကီးရတော့မနက်ပြန်မှာတင်ရပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်အိမ်ဆောက်စကီးရဒီနေ့တော့မဆောက်ပါဘူးမနက်ပြန်ဆိုတော့ကျွန်တော်ပစ္စည်းတွေယူရပါ
ဒီနေ့ challenge ကတော့ပစ္စည်းယူရပါမယ်ခဏပါဒီဆက်လိုက်ပါမယ်ကျွန်တော်ဒီပေါ်တက်ပြီးသွားရင်ဟင်းတော့တင်ကောင်းမလားကျွန်တော်တောက်ကျိုးနေဘာမှမဟုတ်ဘူးပတ်လို့ရစားရပါကျွန်တော်တော့နောက်ဆုံးပါတော့မိုင်းတူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီမှာတိုးလို့ရှိပါတယ်ကျွန်တော်တိုးလုံးနာနဲ့တော့ပဲလင်းလိုမျိုးကောင်နောက်တစ်ကောင်ရငါ့ဘွားရပြီးသွားပြီကွာမဲအိုး100ကျွန်တော်ရမရသေးဘူးအဲ့ဒါကျွန်တော်ဒီညမှာစကန်ချပါမယ်3 picket နဲ့ဝင်ရလောက်ပါမယ်ရကိုပါ picket stone လေးလိုက်တူရတော့မယ်ကျွန်တော် stone တုံးဝင်ကိုပါပါလို့ရဒီဥစ္စာလေးဖြိုးပေါ်နေရပါပြီပြင်ဘာလို့လုပ်ရမလဲဒီဥစ္စာငယ်တော့မပြောတတ်ပါဘူးဒါပါဘာလဲမသိမပြောတတ်ဘူးထားလိုက်ပါတော့ဒါလေးနဲ့ချုံပြင်မျိုးရအောင်ဖြိုးပေးမယ်ဟိုမှာဟိုကောင်းနေမမြင်ပါစေနဲ့သုံးလုံးကမြင်မြန်လေးငါတော့ဒီAndroid တုံးရရင်တော့ဗီဒီယိုဒီလောက်နဲ့ပဲရနာကျင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နေမကောင်းလို့ပါကျွန်တော်ချောင်းနေစိုးလင်းနေပြက်ရပြီရမတော်ဘူးတဲ့ဟုတ်ကဲ့ကိုပါဝါပဲလောက်တော့မယ်ညနေလောက်ပါဟိုလားနေပြီညလောက်ညနေမစင်ဒါရီဖဲရပြီကျွန်တော်ပစိန်လုပ်ပြီးပစိန်နဲ့အောင်ဖြိုးဒီဘဝအပေါ်ပြန်တက်မယ်ကိုပါတူပါပါမယ်ကိုပါကိုစတုံးနဲ့ပဲဖြိုးကိုပါနဲ့ပြန်ဖြိုးကိုပါ36တုံးဆိုရင်ရပါပြီကိုပါဖူးရမှာလည်းတော့ပါမယ်လောက်လေ26တုံးနဲ့ကွက်တီကျွန်တော်ပြောတဲ့36တုံးနဲ့26တုံးတော်တော်လေးကိုကြီးပဲAndroid ဒါဘာလို့မရဘူးပြAndroid တော်တော်ခက်တယ်တော်တော်ကျွန်တော်မလုပ်တော့ပါဘူးဒီကလေးကိုလိုက်ဖြိုးရပါမယ်ကျွန်တော်ဆော့ရနည်းနည်းကြာသွားဒီနေ့ဗီဒီယိုဒီမှာပဲတစ်ခန်းရိုက်ချင်ပါတယ်တစ်ခန်းမရိုက်ခင်လေးတော့ဒီအယုံလေးတူလိုက်ပါအောင်မယ်အယုံတရုံးလို့ရပါပါတယ်ဒီဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ရနာကိုပေးပါခင်ဗျာကျွန်တော်ဒီမကောင်းရတဲ့ကြားထဲတင်ပေးနေရတာဆိုတော့ကျွန်တော်မတင်တတ်ပါဘူးအဲ့တော့နေကောင်းတဲ့နေကြကမှဗီဒီယိုတင်ပေးပါမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ